အခုကျမစီဆက်ပြချက်မဲ့လူတွေကိုစီချောင်းလေးတွေပေါ့နော်စီချောင်းလေးတွေဘုသူတရအောင်ပြောချင်တယ်ပေါ့နောက်တစ်ခုကဟိုနာမည်ကြီးတဲ့အမတရားရဲ့ဗီဒီယိုမှာလည်းသူကပြောထားတယ်ပေါ့နော်စီချောင်းလေးတွေကိုတင်ပြီးတော့မှသူစီမှာစီဆက်ပြချက်နည်းလေးတွေသူတင်ပေးမယ်ဆိုတော့စီချောင်းလေးတွေသိအောင်ပေါ့နော်ဒီတိုင်းရှာဖွေပြီး Google မှာရိုက်ပြီးရှာရင်လည်းရပါတယ်ဒါပေမဲ့ဒါအင်္ဂလိပ်လိုပဲရေးထားတာဆိုတော့လေကိုကပဲရှာရှည်ပြီးတော့ရေးပြောပြလိုက်တော့မယ်နော်ကျန်တဲ့လူတွေလည်းဘုသူတရအောင်ပေါ့အဲ့တော့အများဆုံးချက်တာကဘာလဲဆိုတော့အများဆုံးသုံးကြတာကအုံးစီဒီမှာနော်အုံးစီကဒါတော့ဖြူရောင်လေးပေါ့အုံးစီကကျမမှလည်းရှားပါနေတယ်ကြောင့်ဒါပဲရှိတယ်နော်အုံးစီကတော့သူကအများဆုံးချက်တယ်သူကစီမာမျိုးစားထဲမှာပါတယ်စီမာဆိုဆက်ပြချက်မာတယ်ပေါ့ဒါကြီးကျွအားကောင်းတယ်နော်အမြုပ်ထားဘာညာတာကအကုန်ကောင်းတယ်နော်ဒါမှသိရဒါမှအုံးစီကအခုကဈေးကြီးနေတယ်အုံးစီမှာသူက2မျိုးလာတယ်တာမန်ဆိုရင်ဟို76 degree Fahrenheit နဲ့ဒီ calculator မှာကြည့်လို့ရှိရင်ဟို92 degree Fahrenheit ဆိုပြီး2မျိုးလာတယ်เนาะသူရဲ့စီပျော်တဲ့အခြေအနေတွေမှာပြတာပေါ့ကျမတို့စီမှာတော့ပူတော့စီရမခဲဘူးနိုင်ငံသားမှာဆိုရင်အုံးစီလေးတွေကြည့်လိုက်လို့ရှိရင်အများနဲ့အခဲနဲ့ပဲလာတယ်เนาะအဲ့တော့အုံးစီကတော့သူက30-40% လောက်ထည့်ပြီးချက်လို့ရတယ်ပေါ့နော်ဒီထက်ကျော်သွားလို့ရှိရင်သူကအသား6တက်တယ်ဆိုပြီးပြောထားတယ်အဲ့ဆိုရင် sub calculator မှာ super fat ပြောင်းရတယ်နော်ဒါအုံးစီအကြောင်းနောက်ထပ်ဒုတိယအများဆုံးကဘာလဲဆိုတော့စားအုံးစီဒါကတော့ကျမကဒါဆိုင်ကနေပေးတဲ့စားအုံးစီပေါ့နော်စားအုံးစီကတော့သူကစီမာအမျိုးအစားမှာပါတယ်ကျမဗီဒီယိုတစ်ခုမှလေးစီပြော့ဆိုပြီးမှားပြီးပြောမိတယ်နော်သူကစီမာမျိုးစားထဲမှာပါပါတယ်cleansing effect ကတော့နည်းတယ်ဒါကြောင့်မလို့ရွှေဝါဆက်ပြားတို့ဘာလို့လုပ်လို့ရှိရင်သူနဲ့လုပ်တယ်နော်ရွှေဝါဆက်ပြကင်မွန်ဒီဆက်ပြသူနဲ့လုပ်တဲ့ cleansing အတွက်ကတော့ကိုကတခြား detergent အတွက်လိုတဲ့ဟာလေးတွေထည့်ပေးရတယ်ပေါ့နော်အဲ့တော့သူကဒီစောင်းစီကတော့ဗမာပြည်မှာထုတ်ဈေးနဲ့ရရင်တော့အပေါ်ဆုံးပေါ့နော်ဒီစောင်းစီမှာပဲနောက်တစ်ခုကဒီမှာ refund wine palm olein ဆိုပြီးလာတယ်နော်ဒါကတော့ဒီဘယ်ကလဲဆိုတော့ WFP ကထုတ်တဲ့ဟာကိုကများလက်ဆောင်ပေးလို့ရထားပေါ့နော်ဒါလည်းစောင်းစီကသူဆိုရင်မကြည့်ဘူးနော်အနေပါတယ်စီတွေထဲမှာဒီဆက်ပြချက်တဲ့နေရာမှာနာမည်အကြီးဆုံးပေါ့နော်နိုင်ငံခြားမှာလည်းအရန်ကိုကြိုက်ကြတာတော့ဘာလဲဆိုတော့ olive oil ပေါ့တန်လွင်စီခေါ်တာပေါ့နော်တန်လွင်စီမှာတန်လွင်ပြီးရဲ့အသားစီနဲ့အစိတ်စီဆိုပြီးတော့လည်းရှိသေးတယ်ဒါကတော့ extra virgin olive oil ဆိုတာဘာခေါ်လဲဆိုတော့အုံးလို့တွေပိုင်းညှစ်လို့ရှိရင်အုံးလို့ဥယျာဉ်လို့ပေါ့နော်ဒါတန်လွင်စီကိုရောနှောမပါတဲ့ဟလာတန်လွင်စီစစ်ပေါ့ဒါတော့ကျွန်မအိမ်မှာသုံးနေကြ Anchor Jack ပေါ့နော်သူကလေသူကစီပြော့အမျိုးစားဆိုတော့သူကဆက်ပြချက်အရန်ပြော့တယ်ဒါဆက်ပြကိုချက်မယ်ဆိုရင်လည်းကြာကြီးမှုရတယ်နောက်ပြီးတော့သူ့ကိုခဲအောင်ပြင်မာထားမယ်ဆိုရင်လည်းသူများဆိုရင်တစ်လခွဲဆိုရပြီသူက9လ6လလောက်မှခဲတယ်နော်အခုဒီမှာထပ်ပြီးတော့ဒါလေးကနေကျက်စုစီပေါ့နော်ကျက်စုစီကတော့ဒီမှာတိတ်မသုံးဘူးနိုင်ငံခြားအဆက်ပြားတွေမှာတော့ကျက်စုစီထည့်ကြတယ်ပေါ့နော်ကျက်စုစီကလည်းသူကစီပြော့မျိုးစားထဲမှာပါတယ်ကောင်းတာတော့အရန်ကောင်းတယ်ခုနပြောလို့ပဲဒီဆက်ပြားကိုကြည်စေတယ်ပေါ့နော်အထူးသဖြင့်ဘေးဆုပ်မှာသုံးတယ်ဒါကတော့ကျွန်မဘေးဆုပ်ထဲမှာထည့်ဖို့တင်တန်းပေးဖို့ရယ်နောက်မျက်နှာလိမ့်ဖို့ရယ်ဝယ်ထားပေါ့နော်သူကစီပြော့ဆိုတော့သူကလည်းဆက်ပြားကိုပြော့စေတယ်နောက်တစ်ခုကဒါနေကြစီပေါ့နော်နေကြစီကတော့ဒါကျမနေကြစီလောက်တဲ့စီကနေဘူးနဲ့ဝယ်ထားဆိုတော့ရေတံဘူးနဲ့ဖြစ်မယ်နော်နေကြစီကလည်းသူကစီပြော့မျိုးစားထဲမှာပါတယ်သူ့ကိုရောရင်15ရာခိုင်နှုန်းလောက်ရောလို့ရတယ်အဲ့တော့90ရာခိုင်နှုန်းလောက်ရောလိုက်မယ်ဆိုတော့စီကြီးဆိုနန်သွားတယ်လူညံ့မှုလို့ဘာလို့ကတော့တအားကောင်းတဲ့ဆက်ပြားလေးကပျော့ပြီးတော့လေမျက်နှာတက်လိုက်လို့ရှင်တအားကိုတန့်စင်ပြီးတော့ကောင်းတာမျိုးပေါ့နော်သူကစီပြော့ပဲနောက်တစ်ခုကတော့ကန်နိုလာပေါ့ကန်နိုလာကတော့ခုနပြောသလိုပဲဒီဟွာအတွက်တန်လင်းစီနေရာမှာအစားထိုးပြီးသုံးတာပေါ့နော်သူကလည်းစီပြော့ပဲကန်နိုလာစီကကန်နိုလာပန်းကရတာနိုင်ငံသားမှာဆိုရင်ကိုတန်လင်းစီအစားထိုးပြီးတော့သုံးနေကြတယ်အရန်ပြော့တယ်ပေါ့နော်သူတစ်မျိုးတည်းသုံးမယ်ဆိုရင်သူ့ကိုဟိုအိမ်မှာ2လလောက်ထားတာမရသေးဘူးเนาะအဲ့ဒါမျိုးပေါ့စီလေးတွေအကြောင်းတော့ကျမဒါလေးတွေတင်ပေးလိုက်တယ်เนาะအဲ့ဒါလေးတွေစီပြော့စီမာလေးတွေကြည့်ပြီးတော့ဘယ်လိုသုံးလဲဆိုတော့ကျမတို့ကဆက်ပြချက်မယ်ဆိုလို့ရှိရင်ဒီစောင်းစီကို30ရာခိုင်နှုန်းလောက်ထည့်လိုက်တယ်ပေါ့နော်ဒါကတော့အခြေခံပေါ့အဲ့တော့တန်လွင်စီထည့်နိုင်တန်လွင်စီပေါ့တန်လွင်စီကိုလည်း30လောက်ထည့်မယ်ဒါ60เนาะနောက်ပြီးတော့အုံးစီကိုလည်း30လောက်ထည့်တယ်เนาะအုံးစီ30လောက်ထည့်အုံးစီက90ကျော်သွားပြီဆိုရင် super fat က sub calculator မှာပြောင်းသွားတယ်အဲ့တော့ကျန်တဲ့ခုန30 90ဖြစ်သွားပြီเนาะကျန်တဲ့ဟာကကျမတို့ကနေကြစီထည့်ရင်ထည့်မထည့်လို့ရှိရင်ဒီဟိုဖြစ်နိုင်ပေါ့เนาะ castor oil လေးထည့်မယ်เนาะအဲ့ဒါဆိုလို့ရှိရင်ဆက်ပြတဖုံချက်ဖို့အတွက်စီရပြီအဲ့ဒါလေးကို line calculator မှာသွားပြီးတော့ကျမတို့ကစီထည့်ပြီးတော့စီရဲ့4ချိန်နဲ့ထည့်ပြီးတော့ဒီစီနဲ့ line နဲ့ဘယ်လောက်ပေါင်းရမလဲဆိုတော့အချိုးအစားကိုပြန်ရှားရတယ်เนาะအဲ့ဒါလေးတွေကတော့အသေးစိတ်သိချင်ရင်
သင်ပေးပါမယ်နော်